နုပညာတဲ့သူရဲ့ပေါင်း30ကျော်ကာလမှာဒီ Academy ဆူရတဲ့အတွက်လည်းပဲဦးစင်းသူကိုနေမြောင်ကိုဖုန်းဆက်လိုက်ပါတယ် congratulation ပါလို့ခိုင်နှင်းဝင်ဆိုရင်လည်းကိုတက္ကမဖြစ်တယ်ကိုတက္ကမနဲ့ဟုတ်လားဒီလိုမျိုး Academy ဆူရတဲ့အတွက်လည်းပဲသူဆိုရင်ကလေးဆိုရင်160လောက်ရှိတာပေါ့ဟိုကလောမှာလည်းထပ်ပြီးတော့သူကလေးတွေကိုနေပြီးတော့ကလေးကြီးကဖွင့်ထားတယ်ပြောတယ်အဲ့တော့ကိုတက္ကမတွေကိုတက္ကမတွေပေါ့နော်Academy နေမြောင်ဖြစ်သွားပြီပေါ့နော် Academy ခိုင်နှင်းဝင်လို့ဖြစ်သွားပြီပေါ့သူတို့ကလည်းဦးစင်းဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ congratulation ပါဆိုပြီးတော့ခါတွေကိုဦးစင်းပြောပြီးတော့မှဥစားလုပ်လိုက်တာပေါ့နော်ကြာတဲ့နေရာကတည်းကမှတကားဖြစ်တဲ့ဟိုကလည်းဒါလည်း fashion စီးရတာပေါ့နော်ဒီနေ့မှဆိုရင်သူ့အကုန်လုံးကလည်း fashion စီးရမယ်လို့ညော်မဲ fashion စီးရင်တော့တခြားဇက်ဆောင်စုရမယ်လို့ညော်မဲလေးကြပါပြီးတော့တကားနဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးပြောချင်လဲသူဆိုလည်းအများနဲ့အကင်မစီးရရင်ဒီနဲ့မှုလည်းပြည့်ရဆိုတော့လေဒီရဲ့စိတ်စေတနာဘယ်လိုလေးမြင်နေလဲပေါ့ဝမ်းသာပါတယ်ဒီနေ့ဦးစင်းတို့ဒီဦးစင်းတို့စာတော်ရဲ့တကားပေါ့နော်ရုပ်ရှင်မင်းသားနေမြို့အောင်ဆိုတဲ့နာမည်ကိုလည်းဦးစင်းတို့ကျေးဇူးတော်ရှင်လိုတော်ပြည့်စာတော်ကြီးဖျားကြီးကပေးတဲ့နာမည်ပါသူဒီလိုမျိုးနှစ်ပေါင်းအနုပညာသက်တမ်းနှစ်ပေါင်း30မှာနေပြီးတော့နေမြို့အောင်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာဖို့အတွက်ကိုသူ့ကို sporting ပေးခဲ့တဲ့ဟုတ်လားဦးစင်းတို့ကျေးဇူးတော်ရှင်ဆရာတော်လိုတော်ပြည့်ဆရာတော်တို့နောက်နေထလင်းတို့နေတိုးတို့ဘောလုံးဝိုင်းဝန်းပြီးတော့သူ့ကိုဒီနေမြို့အောင်ဆိုတဲ့နာမည်တစ်လုံးဖြစ်ဖို့အတွက်နောက်သူသားပေါ့နော်ဟိုလည်းရှင်ပြူပေးခဲ့တဲ့ဆရာတော်ကြီးကိုယ်တိုင်ဆိုတော့ဒီလိုမျိုးအနုပညာသက်တမ်းသူရဲ့ပေါင်း30ကျော်ကာလမှာဒီ Academy ဆူရတဲ့အတွက်လည်းပဲဦးစင်းသူကိုနေမြောင်ကိုဖုန်းဆက်လိုက်ပါတယ် congratulation ပါလို့ဖုန်းဆက်လိုက်ပါတယ်အဲ့တော့အခုဟိုဒီ Academy ခိုင်နှင်းဝယ်ပေါ့ခိုင်နှင်းဝယ်ဆိုရင်လည်းကိုတက္ကမဖြစ်တယ်ကိုတက္ကမနဲ့ဟုတ်လားဒီလိုမျိုး Academy ဆူရတဲ့အတွက်လည်းပဲသူဆိုရင်ကလေးဆိုရင်160လောက်ရှိတာပေါ့ဟိုကလောမှာလည်းထပ်ပြီးတော့သူကလေးတွေကိုနေပြီးတော့ကလေးကြီးကဖွင့်ထားတယ်ပြောတယ်အဲ့တော့ကိုတက္ကမတွေကိုတက္ကမတွေပေါ့နော်Academy နေမြောင်ဖြစ်သွားပြီပေါ့နော် Academy ခိုင်နှင်းဝယ်လို့ဖြစ်သွားပြီပေါ့သူတို့ကလည်းဦးစင်းဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ congratulation ပါဆိုပြီးတော့ခါတွေကိုဦးစင်းပြောပြီးတော့မှဥစားလုပ်လိုက်တာပေါ့နော်အဲ့တော့ညီတိုးလေဒီ fashion wall ပေါ့နော် fashion wall စုကိုရတဲ့အတွက်လည်းပဲအရန်ဝမ်းသာတယ်ကိုတက္ကမတွေဒီလိုမျိုး Academy ဆူရတဲ့အတွက်သူတို့အနုပညာလောကမှာနေပြီးတော့အနုပညာသမားတယောက်ရဲ့လိုအပ်နေတဲ့ Academy ဆူရတဲ့အတွက်အမတမဝမ်းသာပီတိဖြစ်တယ်အဲ့တော့ကိုတက္ကမတွေဒီလိုမျိုးရတဲ့အတွက်လည်းပဲဦးစင်းဒီ one news store ဒီ Celodia တို့စနော်ရှင်ကနေတစ်ဆင့်ပေါ့နော်congratulation ပါလို့ဦးစင်းဝမ်းသာပီတိဖြစ်ပါတယ်လို့လိုအပ်စနာဝပြည့်စုံပါစေလို့ဒီထက်မကလည်းနောက်နေ့တွေမှာနေပြီးတော့ Academy ဆက်လက်ရပါစေလို့ဦးစင်းဆုတောင်းမေတ္တာပို့တာပါကျွန်တော်ဆိုတော့ဒါလူအပြစ်မှာနေတယ်သူတို့အမှုလေးတွေ Academy ရပြီးအမှုလေးလာလုပ်တယ်အဲ့ဟာလေးလည်းပြန်လို့ပါဝင်လာပါတယ်အခုနောက်ပိုင်းလည်းအမြဲတမ်းဆက်သွယ်ရှိပါတယ်သူတို့လူမလာနိုင်လည်းလူငွေထည့်ပါတယ်ကိုနေတိုးဆိုလို့ရှိရင်လည်းလူမလာနိုင်ရင်လည်းပဲသူအလင်းငွေကေပေးပါပညာပေးပေါ့တော့သူကလူပါတယ်နေမြောင်လို့လည်းအဲ့လိုပဲခိုင်းနှင်းဝင်လည်းအဲ့လိုပါပဲသူတို့အမြဲတမ်းလူကြတန်းကြတယ်ဆိုတော့လူမလာနိုင်ရင်လည်းလူငွေတော့ရောက်ပါတယ်ဒါပေမဲ့သူတို့တဲ့အမြဲတမ်းအခုလိုမျိုးဟိုပေါ့ဦးစင်းပေါ့နော်ဒီ Academy ဆူရတဲ့အတွက်2025ခုနှစ်မှာနေပြီးတော့ရွှေစံရုပ်ထရောက်တော့တဲ့အတွက်အရင်ဝမ်းသာတယ်အဲ့တော့ဒီ Academy ချစ်စနိုးဆိုလို့ရှိရင်လည်းဦးစင်းတို့ဟိုရွှေရတုပေါ့လိုတော်ပြေးဖျားပေါ့ပကံမှာရှိတဲ့ရွှေစံရုပ်ထုကိုလည်းသူလူခဲ့ပါတယ်အဲ့တော့အဲ့ဒါလည်းဝမ်းသာပါအဲ့အမတရားတွေပေါ့နော်တော်တော်များများကိုလူကြနောက်တက်မွန်မြီးတို့ဆိုရင်လည်းလူကြတာပေါ့နော် Academy ရွှေစံရုပ်ထုကိုပါတော့ရွှေသားတွေကိုပေါ့နော်တော်တော်များပေါ်တော်မင်းသားမင်းသမီးလူတန်းကြတာပေါ့အခုလဲ Academy ခိုင်နှံဝယ်ဖြစ်သွားပြီ Academy နေမြို့အောင်ဖြစ်သွားပြီfashion စုဝါအရာရတဲ့ဒီနေတိုးပေါ့နော်ရန်ဝမ်းသာတဲ့ကိုတက္ကမတဲ့ဒီလိုမျိုးဟိုစုတွေရတယ်ချံပေါ်ကြော်ကြတယ်နောက်ဒီကနေပြီးတော့ပြောချင်တာကတော့ဒီခိုင်နှံဝယ်ပေါ့နော်ကလေးဆို160ကျော်လောက်ရှိတယ်အဲ့တော့သူကတော်တော်လေးဝမ်းကြီးတယ်တာဝန်လေးကြီးတယ်တာဝန်ယူထားရတယ်မနေဘူးပေါ့အဲ့တော့နောက်ထပ်လည်းဟိုဒီတမ်းက Academy မိခိုင်ကြီးတယောက်ဖြစ်ပါစေလို့ဆုတောင်းမေတ္တာပို့တာပါ